ကဲဒူပိရဲ့ site တိုင်းတကယ်ကောင်းလေးတွေတွားကြည့်မယ်နော်မနေ့ကတော့မွေးကနန်းလည်းမအောင်အခွေရရပဲထွက်တယ်နော်31နော်31အခွေရရအောင်တယ်ကို site မကြလို့မတင်ပေးတာတကွက်ကောင်းတွေပဲကြိုက်လို့တကွက်ကောင်းကိုစောင့်ရှာအပင်းတော့အပင်ရှိပေါ့ကဲတော့တွားကြည့်မယ်ဆိုတော့ဒီ3လုံးပေါင်းဒီလေးနဲ့ဒီ9နဲ့9နဲ့4နဲ့ပေါင်း9 9နဲ့2နဲ့ပေါင်း1တဲ့1ပါပါအလဲပေါင်းချင်းရှောက်ရမယ်တဲ့ငါ1ဆိုပြီးရှောက်တယ်နော်1ရှောက်ဖြစ်ဖို့ဒီမှာ9ရှိတယ်ဆိုတော့1ထိတ်ညံ့နေဆိုဒီ9ရဲ့ပါပါ3ညဆိုပြီးဝင်30တကွက်ကောင်းနော်ပြီးတော့ဒီခုနဲ့ဒီ9ဒီလေး9နဲ့9နဲ့ပေါင်း2 2နဲ့4နဲ့ပေါင်း6ရဲ့ပါဝါ1ရမယ်တဲ့အလဲပေါင်းကြီး1သွားတယ်နော်အဲ့တိုင်းပဲဒီ9ရဲ့ပါဝါဒီလို3ညဝင်တယ်နော်3ညတကွက်ကောင်းဒီ1နဲ့ဒီ1နဲ့ပေါင်း2 2နဲ့4နဲ့ပေါင်း6အဲ့6ပါဝါတဲ့အလဲကို1ရမယ်တဲ့1ဖို့ဒီမှာ8ရှိတယ်3ထိပ်နော်1ပါဝါ6မကြပဲနဲ့1ကတန်းဝင်သွားတယ်နော်31ရိုက်သွားတာအခုကျွန်တော်ဒီညနေပေးမလား8ရဲ့3ညရဲ့ပေါင်း8နဲ့2နဲ့ပေါင်း3ညအဲ3ညရဲ့ပါပါဒီလိုအလဲပေါင်းချင်း9ဖြစ်ရမယ်ဆိုတော့3ညထိပ်နော်အလဲပေါင်းချင်း9ဖြစ်ရမယ်ဆိုတော့3ညထိပ်ဆိုတော့9ဖြစ်သွားပြီ9ဖြစ်သွားပြီဆိုဒီ8ရဲ့ပါပါဒီလိုလာမယ်8ရဲ့ပါပါ3ဆိုရင်3ည3ဟာတကွက်ကောင်း3ည3ဟာတကွက်ကောင်းကိုကအရန်ဘာကိုကြောက်ရလဲဒီ1က1ပါဝါ6လို့မဝင်သွားပဲနဲ့1လို့ဝင်ထားတဲ့အတွက်ကြောင့်အရန်က3ည8နော်ဆိုတော့16ပရိကလည်းရှိတယ်နော်ဆိုတော့ကြာရင်3ည1တို့3ည6တို့ထဲထိုးပေါ့ကျွန်တော်ကတော့တကွက်ကောင်းမဲ့သွားမယ်ထွက်ရှင်ထွက်မထွက်ရှင်နေ3ည3ဟာမိမ့်မယ်နော်3ည3ဟာမိမ့်မယ်